ဆေးရုံအိယာပေါ်မှာကျန်းရွံနဲ့မူမီယန်တို့နှစ်ယောက်အချစ်တွေပွင့်လင်းစွာဖလှယ်နေကြချိန်မှာကျန်းရွံကနေငါ့ကိုကင်ကြည့်လို့ရတယ်နော်ငါရဲ့ခန္ဓာကိုယ်ကမော်ဒယ်ဘွိုင်းတွေထက်တောင်ပိုမိုက်တယ်ငါ့ကိုချစ်ကြည့်ပါလားဆိုပြီးမြူဆွဲလိုက်ပါတယ်မူမီယန်ကလည်းကျင်နာတဲ့အပြုံးလေးနဲ့နင်းပြောထားတာတွေကိုမှတ်ထားမယ်နော်လို့ဆိုကကျန်းရွံရဲ့ပခုံးကိုဆွဲဖက်ပြီးနှစ်ယောက်သားပုံမနီးကပ်သွားကြပါတော့တယ်ဒီမြင်ကွင်းကိုပြတင်းပေါက်ကနေချောင်းကြည့်နေတဲ့ဘော်ရာနှစ်ယောက်ကတော့အကြံအောင်သွားလို့ကြိတ်ပြုံးနေကြတာပေါ့ဒါပေမဲ့ဒီတာယာမှုကိုဖျက်ဆီးဖို့ရာရုပ်မာတဲ့မှုယွန်းရောက်လာခဲ့ပါတယ်အခန်းတကားဝါကနေချောင်းကြည့်ပြီးဆရာရှောင်းနဲ့အကွက်စင်တာအောင်မြင်သွားပြီးမူမင်းရန်ရီနင့်ရဲ့ပျက်စီးချိန်ရောက်ပြီလို့ကျင်းဝါကမူမင်းရန်နင်းဆရာရှောင်းနဲ့ဖောက်ပြန်ရဲတဲ့ပေါ်ဆိုပြီးဒေါသတကြီးဝင်អော်လိုက်ပါတယ်ဒါပေမဲ့အဲ့ရဘော်ကနေထလာတာကဆရာရှောင်းမဟုတ်ပဲကျန်းရွံဖြစ်နေတာကိုမြင်လိုက်ရတဲ့အခါမူယွန်းတယောက်အံ့ဩလွန်းလို့ကြောင်ကြည့်နေခဲ့ရတာပါကျန်းရွံကအင်ကြီးကျဲသီးတွေကိုပြန်တက်ရင်းပါပေါ်မှာလဲနှက်ခမ်းနေရကြီးနဲ့ဘာလဲဆရာရှောင်းလာမယ်ထင်လို့လားဆိုပြီးခနဲ့လိုက်ပါတယ်မူယွန်းကမဟုတ်ပါဘူးငါပြောချင်တာကဆိုပြီးစင်ကြေပေးဖို့စူးစမ်းနေတော့မှပဲမူမင်းရန်ကအဲ့ရဘော်ကနေထလာပြီးနင်းနောက်တစ်ခါငါရှိကိုဘယ်တော့မှမလာခဲ့နဲ့တော့လို့ပြက်ပြက်တတတတိပေးလိုက်ပါတယ်အကြံပြက်သွားတဲ့မူယွန်းလည်းအပြင်ကိုအပြေးထွက်ဖို့စူးစမ်းရင်ကြောက်လန့်တကြားနဲ့ကျန်းပြင်ပေါ်လဲကျသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့အိတ်ထဲကနေအိတ်ဆေးထုတ်လေးကျန်းပြင်ပေါ်ပြုတ်ကျသွားခဲ့တာပါအဲ့ဒါကိုမူမင်းရန်ကကောက်ယူကြည့်လိုက်ပြီးဒီအကြံတွေအကုန်လုံးကနင့်လက်ချက်ပေါ်လို့ပြောလိုက်ပါတော့တယ်မကောင်းကြံတဲ့မိန်းကလေးရဲ့ရုပ်မာမှုတွေအကုန်ပေါ်သွားပြီးအမှန်တရားကအနိုင်ရသွားခဲ့တာပဲဖြစ်ပါတယ်ကျန်းရွယ်ရှိရာစီမူမင်းရန်မလာခင်လွန်ခဲ့တဲ့တနာရီကဆရာရှောင်းတယောက်ခုံမှထိုင်ပြီးအေးဘူးတဲ့ကိုအိတ်ဆေးခတ်နေချိန်မှာတော့မူမင်းရန်ရောက်လာပြီးတရုတ်တိုင်းကားတဲ့ကလိုဆရာရှောင်းကိုအတိတ်မေ့အောင်လုပ်လိုက်ပါတယ်အဲ့ဒီနောက်မူမင်းရန်ကဆရာရှောင်းရဲ့ဖုန်းကိုကြည့်လိုက်ရာအမည်မသိနံပါတ်တစ်ခုစီကနေပတ်စံ9သိန်းပေးမယ်မူမင်းရန်ကိုစိတ်ခတ်ပြီးအပိုင်ကြံလိုက်ဆိုတဲ့စာကိုတွေ့လိုက်ရပါတယ်ချက်ချင်းဆိုသလိုမူမင်းရန်ရဲ့ဖုန်းလဲမြည်လာပြီးဆရာမရေဆေးရုံခန်းကိုအမြန်လာခဲ့ပါဦးကျန်းရွံတယောက်အပူတွေကြီးနေလို့ဆိုပြီးကျန်းရွံရဲ့ပေါ်ရာတွေကညားခေါ်လိုက်တာပါမူမင်းရန်ကလည်းအခြေအနေကိုသဘောပေါက်တာကြောင့်ငါအခုပဲလာခဲ့မယ်လို့ပြန်ဖြေပြီးအမည်မသိနံပါတ်စီကိုလည်းနောက်တနာရီကြာရင်ဆေးရုံခန်းမှာတွေ့မယ်လို့ပြန်စာပို့လိုက်ပါတော့တယ်အခုချိန်မှာတော့အကြံပြက်ပြီးကျန်းပြင်ပေါ်လဲကျနေတဲ့မူယွန်းကနေအစကတည်းကအကုန်သိနေတာပေါ့ငါ့ကိုကြံဖန်ပြီးဒီအထိရောက်အောင်ညှားခေါ်လိုက်တာလို့မကြေမနက်ပြောလိုက်ပါတယ်မူမီယန်ကလည်းသူမရဲ့ပါကိုလက်နဲ့ခက်ပြင်းပြင်းဆွဲညစ်လိုက်ပြီးညံတော့မစိုးပါဘူးလို့ဆိုကသူမရဲ့ပါဇက်ထဲကိုအထုပ်ထဲကအိတ်ဆေးတွေကိုအတင်းထည့်ကျွေးပစ်လိုက်ပါတော့တယ်မူယွန်းမှာချောင်းနေဆိုပြီးအသေးအတန်ရုန်းကန်လိုက်ရတာပေါ့အဲ့ဒီနောက်မူမီယန်ကကျန်းရွံကိုကြည့်ပြီးမူယွန်းရောဆရာရှောင်းကိုရောအကုန်ဖမ်းထားလိုက်3ရက်3ညလုံးဘာအစားအစာမှမပေးပဲအခန်းထဲမှာပိတ်ထားလိုက်ပါကံကောင်းလို့အသက်ရှင်ကြံခဲ့ရင်မြို့ထဲကနေအပြီးမောင်းထုတ်ပစ်အသက်မရှင်တော့ဘူးဆိုရင်တော့မိထွေးဖြစ်သူကိုဖုံးဆက်ပြီးအလောင်းလာကောက်ခိုင်းလိုက်လို့တွေးနဲ့အမိန့်ပေးလိုက်ပါတယ်ကျန်းရွံကလည်းဟုတ်ကဲ့ပါအမဆိုပြီးအလေးပြုလိုက်တာပေါ့မိန်းကလေးကတော့အကြောက်လုံပြီးမူမီယန်ရဲ့ခြေထောက်ကိုသွားဖက်ကမမကအမအရင်မဟုတ်လားဒီလိုမလုပ်ပါနဲ့လို့ငိုယိုတောင်းပန်ခဲ့ပေမဲ့မူမီယန်ကတော့ငါအမေကဆုံးတာကြားလာပြီးငါမှနင့်လိုညီမမျိုးမရှိဘူးဆိုပြီးခြေထောက်ကိုခါထုတ်ကရက်ဆက်ဆက်လက်ထွက်သွားခဲ့ပါတယ်ကျန်းရွံကလည်းမူယွန်းကိုပတ်ရှောင်ပြီးပုံနေတဲ့ဘော်ဒါတွေကိုအချက်ပြခါမူမီယန်နောက်ကိုလိုက်သွားပါတော့တယ်အဲ့ဒီနောက်မှာတော့အပြင်မှာပုံနေတဲ့ဘော်ဒါနှစ်ယောက်ကပြတင်းပေါက်ကနေပြန်ခုန်ဝင်လာပြီးအော်ဟစ်ရုန်းကန်နေတဲ့မူယွန်းကိုအတင်းချုပ်နှောင်ကအပြင်ကိုဆွဲခေါ်သွားကြပါတော့တယ်အကွက်စင်ပြီးမကောင်းကြံခဲ့တဲ့မိန်းကလေးတယောက်မူမီယန်ရဲ့လက်တုပ်ပြန်မှုကြောင့်ကိုယ်သေးတွင်းကိုတူးပြီးညီကုန်းချုပ်သွားခဲ့ရတာပဲဖြစ်ပါတယ်